ကိုမထားတဲ့ခါလေးရ7000ဝဲကြပါတယ်အမရောဘာက73သိန်းနဲ့9000ကျတယ်ဒီနေ့အပဲကိုအပဲအကိုကနေပြီးတော့အပူကတ်ထားရပေါ့နော်သူ့ရဲ့ကောင်မလေးနဲ့ဘယ်နှလားပြေ3 လပြည့်ပါခင်ဗျ3 လပြေတဲ့သူ့အတွက်လည်းရုပ်လက်ဆောင်ပေးခြင်းနဲ့ပြီးတော့သူ့တငယ်ချင်းရဲ့သားလေးလားသမီးလေးလားဒါလေးဆိုရင်ရွေးတတ်တယ်လေသမီးလေးမို့လို့ရွေးခိုင်းတာပေါ့ဟုတ်တာပဲသမီးလေးရဲ့မွေးနေ့ဆိုတော့နှစ်ခုပေါ့နော်အယုတ်လေးလက်ဆောင်ပေးခြင်းနဲ့တဲ့လိုက်ပြီးတော့ကူရွေးပေးပါဆိုတာနဲ့အပဲလည်းဒီနားနီးနီးနားရှာဖွေလိုက်တာလဲတန်းနဲ့အနီးတစ်ဝိုက်မှာဆိုရင်စမ်းချောင်းဇေယဝတီလမ်းမှာရှိတဲ့ရွှေရီဦးဆိုတဲ့အယုတ်ဆိုင်လေးကိုပဲရှာတွေ့ထားရပေါ့နော်ဒီဆိုင်မှာဆိုလို့ရှိရင် blind box တွေလည်းရတယ်အမွေးဖွားရုပ်တွေလည်းရတယ်အပဲ Facebook မှာလည်းရှာကြည့်ထားတာတော့အများကြီးပဲရတယ်ဆိုတာနဲ့ပဲဒီဆိုင်လေးကိုရွေးထားတယ်တော့ဘာကြီးရှိလဲအပဲနဲ့တူတူ live မှွေကြည့်ကြပါဦး blind box ကြီးလည်းအများကြီးပဲနော် blind box ကလေအခုဘာလေးတွေအသစ်ရှိလဲ Christmas နေ့တော့ Christmas line ပေါင်းလေးအစ်စ် ဒါလေးဟုတ်ဒီ 40 လေးလည်းတက်ထွက်လာတယ်ရှိတယ် okay ဒါလေးလည်းချစ်စရာအများကြီးပဲရှိရောမကြောက်ဒါလေးဆိုချစ်စရာလေးဆိုင်ထဲကိုဝင်လိုက်ပြီဆိုတာနဲ့အခုအရန် trend နေတဲ့ blind box မျိုးစုံကိုရတာကွာ site သေးလေးကနေစပြီးတော့ site အကြီးတွေထီကိုရတယ်။ဘာဖောက်ရင်ကောင်းမလဲ Christmas နီးပြီဆိုတော့ Christmas လေးတပူးဖောက်လိုက်မယ်။ဒါလေးလည်းချစ်စရာကောင်းနေတော့ဘာလေးပါလဲမသိကြည့်အောင်မယ်။သူ့မှာဘာရဲ့ကောင်းလေးရနုနုဖက်ဖက်ကလေးချစ်စရာလေးဒါလေးလည်းတစ်ပေါက်ဖောက်မယ်။အကြီးတွေလည်းဖောက်ချင်သေးတယ်။အရင်ဆုံးအသေးဆုံးလေးကနေပြီးတော့စပြီးဖောက်မယ်ပေါ့နော်။တော့လေဤတုံးပုံစံလေးဆိုတော့အဖေကဒါလေးရှာတွေ့ထားတယ်။ဒါလေးစပြီးတော့ဖောက်။ချစ်စရာလေးတော့ဒါလေးဟုတ်လားဒီမှာဆိုလို့ရှိရင်အပဲကဘာလေးပောက်ချင်လဲဆိုတော့ဒီအောင်လေးပောက်ချင်တယ်ကန်ဆန်းကြည့်မယ်ပေါ့နော်ကျန်တဲ့အောင်လေးလည်းကြိုက်တော့ကြိုက်ပါတယ်ဒါမဲ့လေဒီအောင်လေးကပို့ပြီးတော့အီတုံးနဲ့တူရလေမဆိုင်ရ Christmas တပည့်တဲ့ဖိုတူရဲ့အစိမ်းလေးကကြည့်အောင်အီတုံးစိမ်းလေးပါနောက်ထပ်တစ်ခုက Christmas နီးပြီဆိုတော့ Christmas လေးအရင်ဖောက်ပါမယ်ဒီထဲမှာလေအကုန်လုံးချစ်ဖို့ကောင်းတယ်ဘာရအကုန်ကြိုက်မှာဒါမဲ့လေ Christmas နဲ့အပြာနဲ့ကတော့တိတ်မဆိုင်ဘူးထင်တယ်ကတော့အပြာတော့မလိုချင်ဘူးခွဲကျန်တာအကုန်ဘာရပြမကြောက်တော့သေးတယ်ချစ်စရာလေးဒါလေးလေကြည့်ဒါလေးကယူကီလေးကဘာရောင်ကြချင်လဲဆိုတော့ဒီနှစ်ကောင်ကြချင်ကြံတဲ့နုနုလေးအကုန်ကြိုက်တယ်ဒီနှစ်ကောင်မကြိုက်တာတော့မဟုတ်ဘူးနည်းနည်းဒါလေးကိုအယောင်နုနုလေးကလိုချင်လို့ပေါ့နော်ဒီအယောင်လေးဆိုတော့ထိဆုံးအကောင်လေးဒီကောင်လေးချစ်ဖို့ကောင်းလိုက်တာကြည့်ရောအယောင်နုနုလေးရဒါလေးဖောက်ပါမယ်ဟေးများနေပြီနော်လာဖို့ရည်ရွယ်ချက်ကတခုနော်ဟုတ်သားပဲမင်းလေးလက်ဆောင်မရေးရသေးဘူးနော်အဲ့ဆိုရှင်ဒါလေးခဏနေအောင်မင်းလေးလက်ဆောင်သားရေးလိုက်အောင်လေကိုယ်ပါယူမှာမြင်မြင်ယူလိုက်တော့ဖောက်ချင်သေးဘူးပေါ်မော့ကြည့်လိုက်ပေါ့ပန်းစည်းလည်းရှိအော်အယုတ်ပန်းစည်းလေးလည်းရှိရနော်ရုပ်ပန်းစည်းလေးမှာဒါလေးဆိုရှင်ကောင်မလေးကိုပေးလို့ရှင်လည်းချစ်စရာလေးတခြားဘာလေးတွေရောရှိသေးလဲကောင်မလေးကိုပေးဖို့အတွက်ဆိုရင်လေမုတ်ပေါက်ကလေးလည်းရှိမုတ်ပေါက်ကြီးပြပေးပါလားစီးထားရှိလားမကြောက်ဒီလိုလေးတွေလည်းစီးပေးရတဲ့အော်မိုက်တယ်ဟဲ့အဖေကဒါလေးလာပေးလို့ရှင်လေအဖေအရန်ပြော့မှာဒါလေးယူသွားလို့ရဒီကကြကြုံမှာလားတခါလေးစီးပေးလားကျုံမှာတော့ဒီနေ့လက်ဆောင်မိုင်းညနေရအော်မနက်မိုင်းညနေရโอเคအဲ့ဆိုရှင်တော့အခုကတော့ချက်ချင်းလိုချင်တာမလားချက်ချင်းလိုချင်တာဆိုတော့ရုပ်ပဲပေးလိုက်တော့ကိုကြီးကောင်မလေးက stitch ရောကြိုက်တာအကောင်ကြီးရှိတယ်အကောင်သေးရှိတယ်ဒိုးထူးမို့လို့အကြီးကြီးပဲမဟုတ်တယ်ကလေးလေးတွေအတွက်ဆိုလို့ရှိရင်ရောဘယ်လိုအယုတ်လေးအဆင်ပြေလဲမွေးနေ့လက်ဆောင်ပေးဘူးစုံတွဲလေးဘူးစုံတွဲပေးရမှာလားစုံတွဲတဲ့ကိုကြီးမကြုံချစ်စရာလေးသူကခွဲလို့မရဘူးပေါ့တူနေကြရေးစားရေးအဲ့တော့ရေးစားဆိုကိုကြီးနဲ့ကိုကြီးကောင်မလေးဒီမှာတယောက်တစ်ကောင်ယူထားလဲရရနော်စတိုပီးယားစုံတွဲလေးလည်းရှိရပေါ့နော်ပဲအကြံပေးရပေါ့နော်ခုနလိုအတွဲလေးတွေဒီလိုအတွဲလေးရာကြတော့ကပ်ပလေးတွေကတယောက်တစ်ကောင်ယူထားမယ်ဆိုလို့ရှိရင်ပို့ပြီးတော့မိုက်တယ်တီးတာရေဝဲလေးတွေစိုက်စုံရပါရဲ့ရှင်ကျင်စားလို့လည်းရတယ်ချက်စားလို့လည်းရတယ်စားနော်ကလေးပေးဖို့ဆိုလို့ရှိရင်တော့လေမှွေစိန်ရဲ့အယုတ်ကလေးပေါ့နော်ဒါလေးဆိုလည်းချစ်စရာလေးအပဲဒါကလေးဆိုရင်တော့ကြိုက်တယ်ချစ်စရာလေးကြီးရောအခုခစ်စားနေတဲ့ခရိုမီတို့ဒါစင်နမွန်တို့လားဒီလိုဟာလေးတွေရှိတယ်ဒါလည်းခရိုမီပဲပေါ့နော်ဒီလိုလေးတွေရှိတယ်ကိုကြီးရဲ့သမီးလေးကိုကြီးတငယ်ချင်းသမီးလေးကိုလက်ဆောင်ပေးဖို့ဆိုရင်တော့ဒါလေးရော recommend ပေးရပေါ့နော်ကြိုက်လားကြိုက်တယ်အယောင်လေးရွေးလိုက်မယ် site ကြီး site သေးဒီထက်ကြီးရည်လည်းရှိသေးရဲ့ကွာဒီလား site ကတော်တော်ဆုံးတာဒီဘက်ထဲမှာအများကြီးပဲလားပြမယ်ဘဲမရှိရဲ့သူတွေအတွက်လေဒါလေးဆောင်တာဒီရုပ်ကလေးဝယ်ထားပြီးတော့ညဆိုလည်းဖက်အိတ်သွားလေးရယူသွားကိုဖဲနဲ့ကိုဆိုပြီးတော့လေကျွဲလို့ရရဲ့ကွယ်ဤဖက်နေရပဲသိလားဖဲနဲ့တွေ့နော်စိတ်ကဒါအဘက်နဲ့ပို့တူတယ်မစိတ်ကဒီရုပ်ဆိုင်လေးထဲမှာလေဒီလောက်များတဲ့အရုပ်တွေရှိနေလိမ့်မယ်လို့ထေမထင်တော့ကွာတော်တော်ကိုစုံတာသိလားဒါလေးကတော့ကိုကြီးတငယ်ချင်းရဲ့သမီးလေးအတွက်ရွေးပေးထားတာလေးပေါ့နော်ကိုကြီးကောင်မလေးအတွက်ကိုတော့လေအမတ်တရလေးလည်းဖြစ်သွားပြီးတော့ရင်လေးလည်းခေါင်းအောင်လို့ line ပေါက်လေးပဲဝဲဝါပေးလိုက်တော့ဒါလေးဆောက်ထားလိုက်တော့ဖောက်ပါပြီအမေလေးလာလိုက်တာအမေအရင်ကြိုက်တာချစ်စရာလေးချီရောကြိုက်
သမျှအကုန်လုံးထဲမှာအကြိုက်ဆုံးဆိုတော့ဒါလေးပဲအကြိုက်ဆုံးကြသွားလို့ပေါ့နော်နောက်ထပ်တစ် box ထပ်ဖောက်ပါမယ်မတူတာလေးတွေပဲရတာဟောချစ်စရာလေးကိုယ့်ကိုအရင်ခံစားနေရပြောချစ်စရာလေးနောက်ရောက်လို့2 ယောက်လုံးရှိဖို့ကောင်းတယ်ရင်ခုန်စိတ်လှုပ်ရှားဆုံးအချိန်လေးကိုရောက်ရှိလို့လာခဲ့ပါပြီတစ်ခါဖောက်ဖို့အရင်ပြောရဲဒါလေးပါမှာဖောက်မယ်သူက AI ပါရပေါ့နော်ပြီးတော့800နော်800ပေါ့အကြီးပဲတစ်ခါပါပါဘူးထွက်လာပြီလားထွက်လာပြီလားထွက်လာပြီလားလို့ရပြီလားလာလာကျန်နေနေဆုံးနေပြီလာလိုက်တာတော့ဘာနာဝိုင်းလာပြီโอ้လာလိုက်တာကြည့်ပါဦးကောင်းကြီးရုံးနဲ့စီးထားသေးတာ तू ကဒါလေးကိုစပြီးတော့ကြီးလိုက်တဲ့အချိန်တော့ကဒါလေးပေါက်ချင်တယ်လို့ပြောတယ်ပေါက်ချင်တဲ့ကောင်လေးရောက်သွားတာကြည့်အောင်ကျန်တဲ့ကောင်လေးအကုန်လုံးလှိုင်ဒါပေမဲ့အဖေဒါလေးကိုအရန်ချစ်တာကွယ်ဒီလားအဖေရုပ်လေးနဲ့တူလို့ဆိုပြီးတော့လေတကယ်ဒါလေးပေါက်သွားပြောလိုက်တာရင်ငိုတော့ငိုရင်လာပြီ तू ကအတန်ပါရဲ့ तू application လေးနဲ့ပေါ့နော်အတန်နေပါစကားပြောလို့ရတယ်လို့ပြောတာဘာသာစကား5မျိုးတက်တယ်ကိုကနေပြီးတော့စကားပြောလိုက်လို့ရှင် तू ပြန်ပြောရပေါ့နော်အရန်လိုက်တယ်ရန်ပြောဖို့ကောင်းတယ်ဒါလေးလာပေါက်ကြပါတကယ်ပြောဖို့ကောင်းတယ်တကယ်လည်းချစ်ဖို့ကောင်းတယ်အဲဆိုလို့ရှိရင်ယူထားတဲ့ဟာလေးတွေကိုရှင်းကြမယ်နော် ကိုမှထားတဲ့ခါလေးရ7တောင်းဝဲကြပါတယ် อ๋อ8000ခွဲတဲ့ကိုကြီးเนาะဒါလေးကနှစ်ခုငေါ့ဒါလေးထည့်ပြီเนาะအမရော ဘာက7သိန်းနဲ့9000ကျတယ်နော် 70သိန်းနဲ့9000လက်ဆောင်လိုက်ဝယ်ပေးတယ်သူက70သိန်းနဲ့9000နဲ့လက်ဆောင်ဝယ်သွားတယ်သူက8000ခွဲပဲကြားတယ်သူလေးတော့လိုက်တာကိုဖောက်ထားတာပဲဆိုတော့လေကိုကပေးအောင်ပေါ့နော်အမကိမေးလေးနဲ့ရှင်မယ်နော်မမီအပဲအခုသွားတယ်ရွှေရီဦးအယုတ်ဆိုင်လေးကဈေးလေးတွေတော်တော်တန်ပြီးတော့မှ blind box တွေအမွေးပွားရုပ်တွေတော်တော်ဆုံဆုံလေးလေးရှိရတွေ့ရရဲ့ snack box တွေပန်းစည်းတွေလည်းစီးပေးတယ်လို့သိရတယ်အပဲသွားတဲ့ဆိုင်လေးကတော့စမ်းချောင်းဗဟိုလမ်းမှာဇေယျဝတီလမ်းမြေကြီးထပ်မှာရှိပြီးတော့နောက်ထပ်တစ်ဆိုင်ကမကြီးပင်လမ်းကန်တာရက်ကွမ်းမကွေးမြို့မှာလည်းရှိပါသေးတယ်တဲ့